ကျွန်တော်ဇနီးဒီဟာသူမမရှိသမျှတပြားမကြံကျွန်တော်အတွက်အကုန်အသုံးပြုခဲ့သူပါဒါပေမဲ့သူမကိုဝင်ရတဲ့နေ့မှာတင်ကျွန်တော်ဟာသူမကိုအကျွေးပုံကြီးတဲ့ထားရိတ်ခဲ့ပြီးထွက်ပြေးပြောက်ကွယ်သွားဖို့ရွေးချယ်ခဲ့တဲ့အကျွေးရှင်တွေရန်ကနေလို့အောင်သူမဟာကိုဝင်ကြီးနဲ့နေရောညပါပုံအောင်နေခဲ့ရတယ်မောရင်တရားအောက်မှာအိတ်တဲဆိုင်ရင်အမိုက်ပုံးတွေကိုမွေးနောက်စားတောက်ခဲ့ရတယ်လူတိုင်းကကျွန်တော်ကိုလူယုံမာလို့ခေါ်ကြပေမဲ့တကယ်အမှန်တရားကတော့ကျွန်တော်မှာကုမရတဲ့ယောဂဆိုးကြီးရှိနေခဲ့တာပါလုံးခဲတဲ့9နှစ်ကသူမကိုဘာမှမပြောဘဲကုသမှုခံယူဖို့နိုင်ငံခြားကိုထွက်သွားခဲ့တယ်ကျွန်တော်အခြေအနေကရုတ်တရက်ဆိုးရွားသွားပြီးတတိနေမျောသွားခဲ့တာနှစ်ခွဲတောင်ကြာသွားခဲ့တယ်ကျွန်တော်ပြန်နိုးလာတဲ့အချိန်မှာယောဂကထိန်းချုပ်ထားနိုင်ပြီဆိုပေမဲ့နောက်တစ်ချိန်ယောဂပြန်ထင်တော့ဒါဟာကျွန်တော်ရဲ့နောက်ဆုံးအချိန်ပဲဖြစ်ပါလိမ့်မယ်နောက်ပိုင်းမှာဇနီးတီရဲ့သတင်းကိုစုံစမ်းခိုင်းကြည့်တော့ကျွန်တော်ထွက်သွားပြီးတဲ့နောက်တာမီး2ယောက်လုံးအရန်ဒုက္ခရောက်ခဲ့ကြပြီးသူမကကျွန်တော်ကိုအယိုးထဲထိအောင်နာကြီးနေရဆိုတာသိခဲ့ရတယ်ကျွန်တော်အကြာကြီးစဉ်းစားပြီးသူတို့ရဲ့အေဂျင့်နဲ့ဘဝလေးကိုမနှောင့်ယှက်တော့ဖို့ဆုံးဖြတ်ခဲ့တယ်ဘာပဲဖြစ်ဖြစ်ကျွန်တော်ကအချိန်မရွေးတည်သွားနိုင်တဲ့သူမဟုတ်လားနောက်ထပ်3နှစ်လုံးလုံးကျွန်တော်ဟာနာကျင်စရာကောင်းတဲ့ကုသမှုတွေကိုနေ့တိုင်းခံယူရင်းကြံရှိနေတဲ့အချိန်ငယ်ကိုအသုံးပြုပြီးစီးဖို့အားရေးအင်ပါယာတစ်ခုကိုတည်ထောင်ခဲ့တယ်ကျွန်တော်ရဲ့တိတ်တဆိတ်ကူညီပံ့ပိုးမှုတွေကြောင့်အခုဆိုရင်ဇနီးတီအမ်မလီဟာထိတ်တန်းကျယ်ပွင့်တစ်ယောက်ဖြစ်နေပါပြီသူမအမှုပညာလောကထဲရောက်လာတဲ့4နှစ်အတွင်းမှာတချင်းပေါင်း69ပုတ်ထွက်ရှိခဲ့ပြီးအကုန်လုံးကလူကြိုက်များခဲ့တယ်ဒီနေ့မှာတော့နမေကြီးမီဒီယာတွေနဲ့ဂီတိုဝေဖန်ရေးသမားအားလုံးပြည်သက်ကြားမှာနေရာယူထားကြတယ်အားလုံးကအကြောင်းအရာတစ်ခုတည်းအတွက်ရောက်နေကြတာပါအဲ့ဒါကတော့ဒီနေ့ဟာအမ်မလီရဲ့အပုတ်တရားမြောက်တချင်းထွက်ရှိမယ့်နေ့ဖြစ်နေလို့ပါပဲဒီနေ့အထိပြည်သက်တွေနဲ့မီဒီယာတွေဟာအမ်မလီဆိုတဲ့နာမည်ကလွဲရင်သူမရဲ့နောက်ကျောင်းကိုဘာမှမသိကြသေးဘူးသူမရဲ့နောက်ခံသမိုင်းကျောင်းနဲ့ပတ်သက်ပြီးအွန်လိုင်းပေါ်မှာခံမှန်းချက်တွေကဘယ်တော့မှမရက်တန့်ခဲ့ပဲအမြဲတမ်းလူပြောများခဲ့တာပါဒီနေ့မှာတော့သူမကသတင်းစာရှင်းလင်းပွဲမှာသူမရဲ့နောက်ကျောင်းကိုဖွင့်ဟတော့မှာဖြစ်ပါတယ်မနီးမဝေးကအိမ်လေးတစ်လုံးထဲမှာတော့ဖြူဖြောတဲ့မျက်နှာနဲ့အသက်30ကျော်ရွယ်မျိုးသားတစ်ယောက်ဟာတိုက်ရိုက်ထုတ်လွှင့်မှုကိုကြည့်နေခဲ့တယ်အဲ့ဒီလူကတော့ကျွန်တော်ပါပဲအမ်မလီကိုအချစ်ဆုံးလူဖြစ်တယ်လို့သူမကိုအနာကျင်စေဆုံးလူယုံမှာပေါ့ဒီနေ့ဟာအမ်မလီရဲ့အပုတ်တရားမြောက်တချင်းထွက်တဲ့နေ့ဖြစ်တယ်လို့ကျွန်တော်အတွက်သူမကိုမြင်ရမယ့်နောက်ဆုံးအချိန်လေးဖြစ်ပါတယ်အချိန်တိတ်မကြံတော့တဲ့အတွက်သူမကိုနောက်ဆုံးတစ်ခေါက်ကြည့်ချင်လို့ဒီကိုလာခဲ့တာပါနောင်တတွေနဲ့မျက်စိမိတ်ချင်ဘူးကျွန်တော်လက်ထဲမှာတိုင်ယာရီစာအုပ်လေးတစ်အုပ်ရှိနေတယ်မျက်နှာဖုံးပေါ်မှာတော့လူယုံမာတစ်ယောက်ဤမှတ်တမ်းဆိုတဲ့စာလုံးကြီးလေးလုံးရှိနေတယ်ဒီတိုင်ယာရီထဲမှာအမ်မလီနဲ့ဆက်တွေ့ကြတဲ့ကကျွန်တော်လုပ်ခဲ့သမျှယုံမာမှုတွေနဲ့မရေမတွက်နိုင်တဲ့ကတိကဝတ်တွေအားလုံးပါဝင်နေပါတယ်ကျွန်တော်မျက်စိမိတ်ခင်အမ်မလီနဲ့ကုံဆုံးခဲ့တဲ့အခိုက်အတန့်တိုင်းကိုပြန်မဲ့ရချင်ခဲ့တယ်အခုတော့ပိုဆိုးလာတဲ့ယောဂအခြေအနေကြောင့်ကျွန်တော်မှာအချိန်3လပဲကြံပါတော့တယ်ကျွန်တော်နာကျင်နေတာကိုမြင်တော့ကျွန်တော်ရဲ့အရင်ဆုံးတူငယ်ချင်းမိုက်ကကျွန်တော်ကြောကိုပုတ်ပေးတယ်ဂီတလောခဲ့တဲ့နမေကြီးဖခင်ကြီးကဒီလောက်အထိအချစ်ကြီးတဲ့သူဖြစ်နေလိမ့်မယ်လို့ဘယ်သူကထင်ပါလဲကျွန်တော်မော့ကြည့်ပြီးဘာမှမပြောဖြစ်ဘူးဘလို့ဂီတဖခင်ကြီးလဲအမ်မလီသာမရှိရင်ဒီဖခင်ကြီးဆိုတာဒီလောကမှာဘယ်တော့မှရှိလာမှာမဟုတ်ဘူးကျွန်တော်ဘာမှပြန်မဖြစ်ဘူးမိုက်ကကျွန်တော်မျက်လုံးတွေကိုဖြည်းဖြည်းချင်းပိတ်ပေးလိုက်တယ်ကျွန်တော်တကယ်ကိုပင်ပန်းနေပါပြီဒါကအခုကျွန်တော်ရဲ့အခြေအနေပါပဲခဏလေးနိုးနေပြီးရင်အကြာကြီးပြန်အိပ်ပျော်သွားတတ်တယ်အခုသူမကိုမြင်လိုက်ရပြီဆိုတော့ဒီတခါတော့ကျွန်တော်တကယ်ပဲကောင်းကောင်းအနားယူနိုင်တော့မယ်လို့ထင်ပါတယ်ကျွန်တော်အိပ်ပျော်နေတာကိုမိုက်ကကြည့်နေခဲ့တယ်သူကကျွန်တော်လက်ထဲကဒိုင်ယာရီကိုယူလိုက်ပြီးနောက်တစ်ယောက်ကိုကျွန်တော်ကိုအခန်းထဲပြန်ပို့ဖို့အချက်ပြလိုက်တယ်ပြီးတော့သူကသတင်းစာရှင်းလင်းပွဲရဲ့အလဲဘဟိုစီကိုတယောက်တည်းရှောက်သွားခဲ့တယ်သူဟာကျွန်တော်ရဲ့အရင်းနှီးဆုံးညီကိုပါကျွန်တော်ရဲ့နောက်ဆုံးအချိန်မှာကျွန်တော်ရဲ့အမွေအားလုံးကိုအမ်မလီစီပေးခဲ့ဖို့သူ့ကိုတောင်းဆိုခဲ့တယ်လို့အမှန်တရားကိုလည်းသူမကိုဘယ်တော့မှမပြောပြဖို့မှာကြားခဲ့တယ်မိုက်ဟာတစ်သက်လုံးကျွန်တော်စကားကိုနားထောင်ခဲ့ပေမဲ့ဒီတစ်ချိန်မှာတော့နားမထောင်ချင်တော့ဘူးသတင်းစာရှင်းလင်းပွဲမှာသတင်းထောက်တစ်ယောက်မတက်ရက်ပြီးမေးလိုက်တယ်အမ်မလီမင်းရဲ့အပုတ်တရားမြောက်တချင်းထွက်တဲ့နေ့မှာမှဒါကိုထုတ်ပြောဖို့ဘာလို့ရွေးချယ်ခဲ့တာလဲဒီတချင်းကအဲ့ဒီဇလန်အကြောင်းလားဒီတချင်းတရဲ့အဓိကအကြောင်းအရာကိုအရေးအမြွက်လေးပေးနိုင်မလားအမ်မလီကပြုံးလိုက်ပြီးစိတ်လှုပ်ရှားမှုကိုထိန်းကဖြည်းဖြည်းချင်းပြောလိုက်တယ်ဒါပေါ့ဒီတချင်းရဲ့အဓိကအကြောင်းအရာကနောင်တနဲ့လွဲချော်ခဲ့တဲ့အခွင့်အရေးတွေပါပဲရုတ်တရက်ရေတံတစ်ခုထွက်ပေါ်လာပြီးပြောလိုက်တယ်ဘလို့အကြောင်းအရာမျိုးလဲနောင်တနဲ့လွဲချော်ခဲ့တဲ့အခွင့်အရေးတွေတဲ့လားအမ်မလီမင်းပြောတဲ့အဲ့ဒီလူယုံမာကိုလက်လွတ်လိုက်ရတာကိုနောင်တရနေတာလားဒါမှမဟုတ်သူ့ကိုတကယ်ပဲမေ့သွားပြီလားအားလုံးကအဲ့ဒီအတန်လာရာစီလှည့်ကြည့်လိုက်ကြတယ်အဲ့ဒါကတော့အသက်30ကျော်ရွယ်မျိုးသားတစ်ယောက်ပါသူ့မျက်နှာကညှိုးယော်နေပြီးအခက်ခဲများစွာကိုဖျက်တမ်းလာရတဲ့ပုံစံမျိုးရှိနေတယ်အမ်မလီကမျက်မှောင်ကျုပ်ပြီးပြောလိုက်တယ်ဒါပေါ့ကျွန်မမေ့သွားပါပြီအဲ့ဒီအကြောင်းပြန်စဉ်းစားမိတဲ့အခါတိုင်းကျွန်မရှက်တောင်ရှက်မိတယ်အဲ့ဒီလူကအားရပါးရရေမောလိုက်ပြီးပြောလိုက်တယ်ဒါဆိုရင်အမ်မလီဒီတိုင်ယာရီကိုမှတ်မိသေးလားလို့ကျွန်တော်သိချင်မိတယ်